အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကျွန်မနည်းနည်းလေးဒီရွှေနဲ့ပတ်သက်တဲ့ကာရက်နဲ့ပဲရည်တွေရဲ့ဆက်ဆက်ပုံကြောက်ပေါ့နော်ကျွန်မကနည်းနည်းလေးတွက်ပြပေးမှာပေါ့နော်ဒါဘူးတူတာတစ်ခုအနေနဲ့ကိုကတိထားမှာဖြစ်ပါဘူးပေါ့နော်ဒီနိုင်ငံခြားမှာနေတဲ့ဆိုလို့နေတဲ့သူတွေဆိုလို့ရှိတော့ရွှေနဲ့ပတ်သက်တဲ့ကော်ဝေါ်တွေကတော့သူတို့ကကာရက်ပဲသုံးတယ်မြန်မာပြည်မှာဆိုလို့ရှိတော့ gram နဲ့ပဲရည်နဲ့သုံးတာပေါ့နော်များသောအားဖြင့်ကြက်ပဲရွေးပဲသုံးတာများတယ်ပေါ့နော်gram ကြတော့ဒီ white gold တွေပါတယ်မှာကြတော့ gram နဲ့သုံးတာgram နဲ့သုံးတာအဲ့ဒါဆိုတော့ကျွန်မကဒီနေ့ကဘာပြောပြပေးမလဲဆိုတော့ဒီ carrot နဲ့ကြက်ပဲရွေးနဲ့ဆက်ဆက်တဲ့အနေထားတစ်ခုကျွန်မပြောပြမှာပေါ့နော်ဘယ်လိုဆက်ဆက်လဲဆိုတာပေါ့နော်ဒီဥပမာကိုကရွှေဆိုင်သွားတဲ့ခါကျရင်တို့ကဒီနိုင်ငံခြားမှာဆိုလို့ရှိရင်သွားcarrotပဲအရေးပြထားတယ်ရွှေဆိုင်မှာတွားကြည့်သွားအောက်မှာအခောက်ရွှေဆိုလို့ရှိရင်လဲ24 carat နောက်တစ်ခု80 carat 40 carat အဲ့လိုမျိုးလေးတွေပေါ့နော်ဘလို့အဲ့ဒီ carat ကနေကိုကမြန်မာရွှေနဲ့ဆိုရင်ပဲဘယ်လောက်လဲတိချင်တာပေါ့နော်တိချင်မှာပေါ့နော်အဲ့ဒီခါကျမြန်မာရွှေနဲ့ဘယ်လောက်လဲတိချင်တဲ့ခါကျဘလို့တွက်ရမလဲဆိုတာပေါ့နော်ကျွန်မကပြောပြပေးမှာပေါ့နော်ဒီ24 carat ကတော့မြန်မာကြက်ပဲယူနေဆိုလို့ရှိတော့16ပဲယူဆိုတာတော့အလုံးသိကြပြီတယ်နော်သူက69.99ပေါ့နော်ရွှေရဲ့ပါဝင်မှုရခဲ့နော်အလောက်ရှိတယ်ဆိုတော့ကိုက16ပဲရွှေအဲ့ဒါဆိုလူတွေကသိကြပြီဟုတ်တယ်ဟုတ်အဲ့ဒါဆိုတော့ကျမတို့ကကျန်တဲ့15ပဲရကနေစပြီးတော့ဒီအောက်အကြည့်ပေါ့နော်ကျမအဲ့ဒါလေးပြောပြပြမှာပေါ့နော်သူကတကယ်လို့22k 24k ကနေစတယ်မနော် 24k ပြီး 23k လာမယ် 23k 23 carat ပေါ့နော်အတူကောက်ဆိုရင် k တလို့ပဲသူများရေးထားမယ်နော်23 carat ဆိုလို့ရှိရင်မြန်မာကြက်ပေနဲ့ဘယ်လောက်ရှိလဲသိချင်တာပေါ့နော်အဲ့ဒီခါကျရင်သူက23 carat ကို23 carat ကိုတီအစား2424ဘာလို့လဲဆိုတော့16ပေမှာသူက24 carat ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့24 carat နဲ့စားပြီးအမြောက်16နော်အမြောက်16ကိုတွက်ဆိုင်ကြည့်ပါနော်ကနန်တွက်ဆက်ရှိတယ်လေအဲ့ဒါဆိုရင်ပဲရီဘယ်လောက်ရှိလဲပေါ့အဲ့ဒါဆိုလို့ရှိရင်သူက15ပဲရီထွက်လာတာဖြစ်ပါတယ်15ပဲရီနော်22 carat ဆိုရင်15ပဲရီဒါပေမဲ့22 carat 15ပဲရီအဲ့လောက်ပဲရေးပြောကြတာပဲဒါပေမဲ့တွက်ဘယ်လိုတွက်မလဲဆိုတာသိရအောင်လို့ကျွန်မကအခုပြောပြပေးတာပေါ့နော်ဒါဘူတူတာအနေနဲ့ပေါ့နော်နောက်ထပ်တစ်ခုထပ်တွက်ပြပေးမယ်20 carat ဆိုလို့ရှိရင်ဘယ်လောက်ရှိမလဲပေါ့နော်20 carat ဆိုလို့ရှိရင်20ကိုတီကျွန်တော်ခါလေးတွက်ပြပေးမှာနော်20ကိုတီ24နဲ့စာအမြောက်16ဆိုလို့ရှိရင်သူက73ပဲကြီးပေါ့နော်သူကဒီလိုမျိုး73ပဲကြီးလာမယ်တသမအနောက်ကတုတ်တွေကကြတော့9မပြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့သူကအရှိကကနာပဲကျွန်တော်တို့အရင်ယူမယ်ဒါဆိုရင်20 carat 20 carat ဆိုလို့ရှိရင်သူရဲ့ကြက်ပဲရွေးက73ပဲရှိတာဖြစ်ပါတယ်မြန်မာရွှေအနေနဲ့ဆိုလို့ရှိရင်73ပဲရွှေရှိတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးပြီးတော့နောက်တစ်ခုကြတော့ 80k80k ကတော့လူတွေတော့တော်တော်များများတော့တိလောက်ပြီလို့ကျွန်တော်တော့ယူဆတယ်ပေါ့နော် 80k ဆိုလို့ရှိရင်12ပဲရွှေပေါ့နော်ကဲဘယ်လိုတွက်မလဲဆိုတော့80k တော့တိတယ်12ပဲဆိုတော့တိတယ်ဒါပေမဲ့ဘယ်လိုတွက်ရမလဲဆိုတာမသိသေးဘူးဟုတ်တော့အဲ့ဒါဆိုတော့ကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုတော့80 carat ကိုတီအစား24နဲ့စားပြီးတော့အမြောက်16နဲ့မြောက်မယ်ဆိုလို့ရှိရင်သူက12ပဲရွှေရှိတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင် 80k ရွှေကိုတိတွေ့တဲ့အခါကျရင်ဒီကောင်ကမြန်မာရွှေအနေနဲ့ဆိုရင်12ပဲရွှေရှိတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မကဘူတူတာတစ်ခုအနေနဲ့တွက်ပြပေးထားတာဖြစ်ပါတယ်ပြီးတော့ဂျန်နဲ့ carat ဥပမာဒါထက်နည်းတဲ့ carat ကိုသိချင်တယ်ဆိုလို့ရှိရင်လည်းကိုတွက်လို့ရလောက်ပြီပေါ့နော်သူရဲ့ပုံသဏ္ဍာန်အတူတူပဲကိုသိချင်တဲ့ carat ကိုတီးပြီးရ24နဲ့စားပြီးရ16နဲ့ထပ်မြောက်အဲ့ဒါဒီခါကျရင်ကြက်ပဲရေးဆိုတာဘယ်နှပဲရေးဆိုတာထွက်လာမှာပေါ့နော်ကဲဒီနေ့ကတော့ဒီ carat နဲ့ဒီပဲရည်နဲ့ဆက်ဆက်ပုံလေးကြောက်ကိုဘယ်လိုတွက်ရမလဲဆိုတာကိုလာပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်ဒါဘူးတူတာတစ်ခုအနေနဲ့ပေါ့နော်အားလုံးအကျိုးရှိမယ်လို့ကျွန်မကတော့ယုံကြည်ပါတယ်ကဲဒါကြောင့်မို့ကျွန်မကိုဒီ YouTube channel လေးကို follow လိုက်ထားတဲ့လူအားလုံးပေါ့နော် subscribe လုပ်ထားတဲ့လူအားလုံးကိုကျွန်မကကျေးဇူးရတင်တယ်ပြီးကျွန်မရဲ့ channel ကိုကြည်ရတဲ့subscribe လုပ်ရတဲ့အတွက်အများကြီးအကျိုးရှိမယ်လို့ကျွန်မကတော့ယူဆတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဒါထက်
အကြောင်းအရာတွေပေါ့နော်အကျိုးရှိတဲ့အကြောင်းအရာတွေလည်းထပ်ပြီးတော့မျှဝေချင်ပါသေးတယ်တကယ်လို့ရွှေနဲ့ပတ်သက်ပြီးသိချင်တာရှိလို့ရှိရင်ကျမရဲ့ဗီဒီယိုအောက်မှာ comment လေးလည်းရေးပေးလို့ရတယ်လို့ကျမရဲ့ page messenger မှာလည်းလာပြီးတော့မေးလို့ရတယ် page messenger page မှာကြတော့ page ရဲ့ link ကိုဒီ description ထဲမှာပေါ့နော်အဲ့မှာ YouTube ထဲမှာဝင်ပြီးတော့ကြည့်လို့ရတယ်အဲ့မှာpage ရဲ့ link ပေါ့နော်အဲ့ဒီ link တွေထည့်ထားပေးတယ်ဝင်ကြည့်ပြီးတော့သိချင်တာရှိလို့ရှိလဲလာပြီးတော့မေးလို့ရတယ်ပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တွေ့တော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ရှင် bye bye